မြေဗုဒ္ဓဤရုပ်ထုရုပ်ပွားတော်စင်တုတော်များတွင်ထူးခြားသောဝိသေသလက္ခဏာနှင့်အရေးချင်းများရှိ၏မြည်သည့်ရုပ်ပုံရုပ်ထုနှင့်မျှမတူသောထူးခြားချက်များဖြစ်သည်ယင်းထူးခြားချက်မှာမြတ်စွာဘုရား၏ပုံတော်နှင့်ငြိမ်းအေးမှုပေါ်နေခြင်းဖြစ်သည်မြတ်စွာဘုရားသည်ကိလေသာ10ပါးလုံးဝကင်းပြီးအရတ္တမတ်အရတ္တဖို့နိဗ္ဗာန်ကိုအာယုံပြုနေသူဖြစ်သဖြင့်အတွင်းရင်ငြိမ်းအေးနေသည်အတွင်းစိတ်ငြိမ်းအေး၍ကိုရောမြတ်၏မျက်နှာတော်သည်မြည်သည့်ရုပ်ထုစင်တုနှင့်မျှမတူအောင်ထူးခြားနေရခြင်းဖြစ်သည်မြတ်ဗုဒ္ဓ၏32ပါးသောလက္ခဏာ80သောလက္ခဏာနှလုံးတော်မျက်ရှိမြတ်စွာဘုရား၏တရားဓမ္မအေးဓာတ်ကြီးဓမ္မဓာတ်ကြီးကိုမျက်နှာတော်တွင်ထင်ရှားစွာဖူးတွေ့ရသည်မန္တလေးမဟာမြတ်မုနိဘုရားကြီးကိုဂရုတစိုက်လေ့လာကြည့်လျင်ကိုရောမြတ်၏ထူးခြားသည့်မျက်နှာတော်ငြိမ်းအေးမှုကိုတွေ့ရှိရသည်ကိုရောမြတ်၏မျက်နှာတော်မှာဓမ္မဓာတ်နိဗ္ဗာန်ဓာတ်ငြိမ်းအေးမှုဓာတ်ပြည့်ဝစွာလွှမ်းမိုးနေပြီးတမာဘက်ဝင်စား၍အလွန်တရာငြိမ်းအေးနေပုံကိုဖူးတွေ့ရသည်ရုပ်ပွားဆင်းတုတော်ပူဇော်ပုံပူဇော်နည်းဗုဒ္ဓဘာသာအိမ်တိုင်းတွင်ဗုဒ္ဓ၏ရုပ်ပွားဆင်းတုတော်များကိုကိုးကွယ်ပူဇော်ကြသည်ဖျားเจ้าဆောင်ကိုအိမ်ဦးခန်းမှသာအမြင့်မြတ်ထားရသည်လှေကားအောက်စားသည်တို့ပင်မထားရအနှိမ့်မှာမထားရအမြင့်ကြီးမှာမထားရအမြင့်အမြတ်နေရာမပေးနိုင်လျင်မထားသည်ကကောင်းသည်ရုံနှိမ့်သောနေရာမှာထားလျင်နေ့စဉ်ငရဲကြီးသည်ဘေးဥပတ်ကြရောက်လိမ့်မည်မြတ်ဗုဒ္ဓ၏ရုပ်ပွားဆင်းတုတော်များကိုထားရှိပြီးပူဇော်နည်းရှင်ခိုးနည်းစနစ်တကျရှိသည်အိမ်အိမ်တွင်မြတ်ဗုဒ္ဓ၏ရုပ်ထုကိုပင့်ယူပူဇော်ပြီးဆိုသည့်နှင့်တပြိုင်နက်ရှေးဦးစွာရုပ်ထုတော်ကိုအနေကစားတင်ရမည်ဖြစ်သည်အနေကစားတင်ခြင်းဆိုသည်ကအနေကဇာတိတန်တာရံတန်တာဝိတံအနိဘိတံကဟာကာရံဂဝေတံတောဒုက္ခဇာတိပုဏ္ဏံပုဏ္ဏံကဟာကရကဒိဋ္ဌောတိပုဏ္ဏဂေဟံနာကဟတိတပ္ပါတိဖာတုကာဘက္ကာကဟကုနံဝိတင်ခတံဝိတင်ခါရကတံစိတ်တံတဏနံခရမစ္စကာဤဒီကမြတ်စွာဘုရားဖြစ်ဖြစ်ချင်းကျူးရင်တော်မူသည့်ဥဒန်းစကားတော်ပင်ဖြစ်သည်ဆိုလိုရင်းမှာငါဤဘဝခန္ဓာအမျိုးမျိုးကိုတိဆောက်လာသောတဏလက်သမားငါသည်တင့်ကိုအမှန်တကယ်မသိသောကြောင့်တင့်ကိုရှာဖွေရင်းဘဝများစွာတန်မြာပတ်လုံးတပြောင်းတပြန်ကျင်လည်ပြေးသွားရသည်ယခုမူငါသည်တင့်ကိုတွေ့ပြီးဤချိန်မှစပြီးတင်သည်ငါအတွက်ဘဝခန္ဓာအသေးထပ်မံဖြစ်အောင်လှုပ်ခွင့်ရတော်မူမဟုတ်ငါသည်တင့်ခန္ဓာကိုယ်ဖြတ်စည်းလိုက်ပြီးယခုငါစိတ်သည်တင်ဤနယ်ပင်မှလုံးဝကင်းလွတ်သောနိဗ္ဗာန်ကိုမြင်နေပြီငါရဲ့စိတ်သည်တဏှာဤနယ်မှလွတ်ပြီးကျွတ်ပြီးဟူသောအဓိပ္ပာယ်ရသည်ဤကဲ့သို့အနေကစားတင်ပြီးသည်နှင့်အသက်ရှိသောမြတ်စွာဘုရားကဲ့သို့သဘောထားရမည်မြတ်ဗုဒ္ဓ၏ရုပ်ထုကိုအနေကစားတင်ပြီးနောက်ပူဇော်ကိုးကွယ်လင်ဂုဏ်တော်9ပါးကိုလေးစားသောစိတ်နှင့်စွန်းတော်ပွဲကိုစနစ်တကျကတ်လူပူဇော်ရမည်ရုပ်ပွားဆင်းတုတော်ပူဇော်ရသည့်အကျိုးမြတ်စွာဘုရား၏ရုပ်ပွားဆင်းတုတော်ကိုပူဇော်ရှင်ခိုးကြသည့်သူများမှာတတ်တော်တင်ရှားမြတ်စွာဘုရားပါတကားဟုဂုဏ်တော်9ပါးကိုစိတ်ရောက်ပြီးရသူများဖြစ်သည်ဤကဲ့သို့ပူဇော်ကိုးကွယ်ကြမည်ဆိုလျှင်တမေစိတ်တေတမန်ဖလန်ဆိုသည့်ဖျားဟောပါဏိတော်အရာအကျိုးထူးများရရှိနိုင်သည်စိတ်တေမိမိ၏စိတ်သည်တမေတတ်တော်ထင်ရှားမြတ်စွာဘုရားနှင့်ရုပ်ထုဆင်းတုတော်နှင့်အညီထားနိုင်သည်ရှိသောတမန်ဖလန်ဖျားအစစ်ကိုပူဇော်ရတဲ့ကဲ့သို့အကျိုးတရားအတူတူပင်ရရှိနိုင်သည်ထို့ကြောင့်ရုပ်ပွားဆင်းတုတော်ကိုကိုးကွယ်ကြသူများ၏စိတ်သည်အချုပ်ဖြစ်သည်မိမိစိတ်သည်စွမ်းလင်မိမိအားအကျိုးပေးနိုင်စွမ်းဖြစ်ပေသည်မိမိတို့၏နေအိမ်အသီးသီးတွင်ရုပ်ပွားဆင်းတုတော်ကိုးကွယ်ထားပြီးသည့်နှင့်လိုက်နာရမည့်စည်းကမ်းများရှိသည်ဖျားเจ้าဆောင်ကိုတီးခြားမြင့်မြတ်သည့်နေရာတွင်ကိုးကွယ်ထားရမည်ဖျားเจ้าဆောင်ကိုပိတ်ကာသို့မဟုတ်ဇာလိုက်ကာတို့ဖြင့်ကန့်လန့်ကာရမည်မိမိအာယုံပြုပူဇော်လိုသည့်အချိန်တွင်ဖျားเจ้าဆောင်လိုက်ကာဖွင့်၍ပူဇော်ကိုးကွယ်ရသည်ဖျားเจ้าဆောင်ရှေ့တွင်ဒူးထောင်ပေါင်ကားမနေရမြတ်ဗုဒ္ဓကိုအာဂါတဝဖြစ်အောင်ပြုလုပ်နေထိုင်လင်အပြစ်ဖြစ်သည်အပြောဆိုရင်ကျေးသိမ်မွေးရမည်ဖျားเจ้าဆောင်ရှေ့တွင်ဆဲဆိုခြင်းရန်ဖြစ်ခြင်းများမပြုလုပ်ရပါအမင်္ဂလာစကားများမပြောမဆိုခြင်းသည်အဓိကဖြစ်သည်မိမိတို့၏အိမ်တွင်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကိုဖျားเจ้าဆောင်နှင့်ကိုးကွယ်ထားရှိခြင်းအားဖော်ပြပါအကျိုးကျေးဇူး9မျိုးကိုရရှိပါသည်၁ဖျားเจ้าဆောင်ရှိသည့်အတွက်ဖျားကိုမြင်နေရခြင်းဖျားဝေယဝိဆပြုနေရခြင်း
ဖျားကိုကိုင်းညွန့်သည့်စိတ်ဖြင့်မမေ့ခြင်းနှင့်ဖျားတရားနှင့်ကင်းကွာမနေခြင်းပင်ဖြစ်သည်နှင့်မြတ်စွာဘုရားကိုဖူးတွေးရခြင်းဖြင့်ဗုဒ္ဓဘာသာအပေါ်ပို၍ယုံကြည်မှုလေးနက်လာသည်3မိမိအိမ်တွင်ဖျားเจ้าဆောင်ရှိလျင်စနစ်တကျစည်းကပ်ကိုးကွယ်မှုပြုခြင်းဖြင့်တတိအမြဲခြင်းနှင့်ပညာဉာဏ်ထက်မြက်ခြင်းများရရှိလာသည်4ကုသိုလ်တရားများတိုးပွားလာသည်5စိတ်ညစ်ညူးမှုရှိလျင်ဖျားเจ้าဆောင်ဖျားရှိတော်သို့သွားပြီးဖျားပန်းလဲခြင်းမြတ်စွာဘုရားကိုကြည်၍အာယုံပြုလိုက်ခြင်းဖြင့်စိတ်ညစ်ညူးမှုပပျောက်လာသည်အမှားအယွင်းများမပြုလုပ်တော့ဘဲရက်တမ်းမှရက်၍စိတ်ကြည်နူးမှုချက်ချင်းရရှိလာနိုင်သည်6မိမိအိမ်တွင်ဖျားเจ้าဆောင်ရှိသဖြင့်နာနာဘာဝဝိဝနာဘာဝများ၏အနှောက်အယှက်များမှကင်း၍မကြောက်မရွံ့နေနိုင်သည်9ဆင်းရဲဒုက္ခကိုသီးခံလာနိုင်သည်10ဖျားเจ้าဆောင်ကိုပိုးမြင်ဖုံများကင်းစင်အောင်လှဲခြင်းတုတ်တင်ပြီးကြကြနနထားလင်အိမ်ကျက်တရေလူကျက်တရေတက်ပြီးဂုံတိတ်ခါများတက်သည်ကိုဖျားเจ้าဆောင်ရှိသဖြင့်မြတ်စွာဘုရားနှင့်အတူပေါင်းသင်းနေရတကဲ့သို့ပင်ဖြစ်ပြီးသူတစ်ပါး၏ချီးမြှောက်ပူဇော်ခြင်းကိုခံရနိုင်သည်